ပေါ်သမျှပြဿနာတွေကိုကိုအပြစ်လို့ဝန်ခံမှာမည်အစီရောက်လာကလေးမဖြစ်ဖို့သူတောင်းလိုက်ပါသည်မြတ်တန်အနန္တအသိရှိသည်ချစ်မြတ်နုမိတ္တတတိတီဒီလူကိုနားလေပြီးဆိုတဲ့တနေ့ငီမောသာဆောင်လာမိသည်ကြုံဆုံတွေ့ရှိမည်သစ္စာကြီးကလေးဖြစ်လိုက်မည်လာရင်အောင်မဝိပါခြင်းသည်ဝိရဏတွေသို့မနေသေးလေတနေ့တော့ပြေလေတော့တတ်သည်ပေါ်သမျှပြဿနာတွေကိုကိုအပြစ်လို့